ကျောင်းစင်းလုံးအိမ်ပြန်လမ်းမှာကောင်လေးတစ်လုံးရုတ်တရက်ရောက်လာပြီးကျမကိုဖတ်လိုက်တယ်။အနီးနားကလူအချို့သူ့ကိုလိုက်ရှာနေတာကြောင့်ကျမလည်းသူ့ကိုဖုံးကွယ်ပေးထားဖို့ဆုံးဖြတ်လိုက်မိတယ်။လူအုပ်ကြီးထွက်သွားပြီးရနောက်ဘာဖြစ်တာလဲလို့မေးမလို့ရှိသည်။သူမှကျမကိုမြင်မြင်ချင်းပဲကျမရဲ့နာမည်ကိုအတိအကျခေါ်လိုက်ပါတော့တယ်။သူကိုယ်သူမိတ်ဆက်တာကိုကြားပြီးမှပဲသူဟာကျမရဲ့ငယ်တငယ်ချင်းအရင်ခောက်ကြီးထင်နေမှန်းသိလိုက်ရတယ်။ကျမတို့စကားပြောနေတော့မှပဲကျမရင်ထဲမှာတေးတခိုးသဘောကျနေကြရတဲ့ကျောင်းကနာမည်ကြီးကောင်လေးကရုတ်တရက်ရောက်လာခဲ့ပြန်တယ်။သူတို့နှစ်ယောက်ဆုံမိနေတဲ့အချိန်မှာပဲတယောက်နဲ့တယောက်ချက်ချင်းသဘောမကျထိသွားကြတာပေါ့။အခြေအနေမဟန်တာကိုမြင်တော့ကျမလည်းသူတို့ကိုတားဖို့အပြေးလွှားကျွန်းစားရတော့တာပေါ့။အဲ့ဒီအချိန်မှာပဲကျမရဲ့ငယ်တငယ်ချင်းကကျမကိုဖက်ပြီးထွက်သွားဖို့ပြင်လိုက်တယ်။ဒါကိုမြင်သွားတဲ့ကျောင်းကနာမည်ကြီးကောင်လေးကအနားကိုအပြေးလွှားရောက်လာပြီးကျမတို့နဲ့အတူလိုက်ခဲ့မယ်လို့ဇွတ်တောင်းဆိုပါတော့တယ်။ဘသူကမှလည်းအလျှော့မပေးကြသလိုသူတို့နှစ်ယောက်ဟာထီးကိုဘသူကင်မလဲဆိုပြီးလူပြန်နေကြပြန်လေ။ဂျားတွေကညက်နေတဲ့ကျမလည်းထီးကိုချက်ချင်းပိတ်ဖြစ်ပြီးဒီထီးကကျမထီးဖြစ်တဲ့အကဘသူမှမကင်ရဘူးလို့စိတ်ဆိုးမှန်ဆိုးနေပြောလိုက်မိလေ။ကျမစိတ်ဆိုးသွားတာကိုမြင်တော့တငယ်ချင်းထစ်သူကကျမကိုအဝေးကိုဆွဲခေါ်သွားခဲ့တယ်။အိမ်ပြန်ရောက်တဲ့အခါကျမရဲ့တငယ်ချင်းစီကလည်းဓာတ်ပုံတစ်ပုံလက်ခံရရှိခဲ့တယ်။အဲ့ဒီဓာတ်ပုံထဲမှာတော့ကျောင်းကနာမည်ကြီးကောင်လေးဟာတခြားမိန်းကလေးကကိုဖတ်ထားတာကိုတွေ့လိုက်ရတယ်။သူတကယ်ဘာကိုဆိုလိုချင်တာလဲဆိုလာကျမနားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်။နောက်ရက်ကျောင်းရောက်လို့ကျမရဲ့တငယ်ချင်းကအဲ့ဒီအကြောင်းမေးတဲ့အခါမှာတော့ကျမလည်းဘာမှစိတ်မဝင်စားသလိုမျိုးဟန်ဆောင်နေလိုက်တယ်။အဲ့ဒီအချိန်မှာပဲကျမရဲ့ငယ်တငယ်ချင်းစီကဖုန်းဝင်လာခဲ့တယ်။သူ့စီကိုရောက်သွားတဲ့အခါမှာတော့ကျမရေကြောက်တာမှန်သူသိနေလို့အဲ့ဒီအကြောက်တရားကိုလေ့ကျင့်ခန်းကြီးလုပ်ပြီးကြော်လွှားနိုင်အောင်ကူညီပေးချင်လို့ခေါ်တာဖြစ်မှန်သိလိုက်ရတယ်။ကျမတို့ပျော်ပျော်ပါးပါးစော်ကစားနေကြတော့မှပဲကျောင်းကနာမည်ကြီးကောင်လေးကအနီးအနားကနေလှမ်းမြင်သွားခဲ့တယ်။သူကချက်ချင်းလျှောက်လာပြီးကျမတို့ရဲ့ဆက်ဆံရေးအကြောင်းကိုမေးပါတော့တယ်။သူရောက်လာတာကိုမြင်ချင်းပဲကျမလည်းတငယ်ချင်းကိုဆွဲပြီးထွက်သွားဖို့စူးစမ်းခဲ့ပေမဲ့ကျောင်းကနာမည်ကြီးကောင်လေးကကျမတို့ကိုတားဆီးခဲ့တယ်။သူ့ရဲ့စိတ်ဆိုးဒေါသထွက်နေတဲ့မျက်နှာကိုမြင်တော့ကျမလည်းသူ့ကိုပြန်ပြီးအပြစ်တင်စကားဆိုလိုက်မိတယ်။ကျမလွှဲထွက်မလို့လုပ်တဲ့အချိန်မှာသူကကျမရဲ့လက်အောင်းကိုလှမ်းဆွဲလိုက်တာကြောင့်ကျမရဲ့ငယ်တငယ်ချင်းကချက်ချင်းပဲကြားထဲကနေဝင်ပါလာခဲ့တယ်။ဒါပေမဲ့အဲ့ဒီလုပ်ရက်ကကျောင်းကနာမည်ကြီးကောင်လေးကိုပိုးပြီးဒေါသထွက်သွားစေခဲ့တယ်။သူတို့နှစ်ယောက်ထိတ်တိုက်ရင်ဆိုင်စကားများနေတော့မှကျမလည်းကြားထဲကနေဝင်တားဖို့စူးစမ်းရင်းနဲ့ရေကူးကန်းလေးကိုအမှတ်မထိန်ပြုတ်သွားရတော့တယ်။အဲ့ဒီတော့မှပဲသူတို့နှစ်ယောက်လုံးရန်ဖြစ်တာကိုရက်လိုက်ပြီးကျမကိုကူညီဖို့ရေထဲကိုအပြေးလွှားခုန်ဆင်းလာကြပါတော့တယ်။ကျမရဲ့ငယ်တငယ်ချင်းကကျမရဲ့ရေကြောက်တတ်တဲ့အကြောက်တရားကိုကြော်လွှားနိုင်အောင်ကူညီပေးခြင်းလို့စူးစမ်းနေတာကိုတီးသွားပြီးတဲ့နောက်မှာတော့ကျောင်းကနာမည်ကြီးကောင်လေးကကျမတို့ကိုအပြင်ထွက်ဖို့ထပ်ပြီးဖိတ်ခေါ်ခဲ့ပြန်တယ်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးဟာကျမတကယ်ဘသူကိုသဘောကျနေလဲဆိုတာကိုစမ်းသပ်နေကြမှကျမလုံးဝမသိခဲ့ပါဘူး။ကျမလည်းရေကူးကန်းပေးမှရက်ပြီးတိတ်တခိုးစမ်းကြည့်နေခဲ့တယ်။တကောကြာဆုံမိုင်းပြီးတဲ့နောက်မှာတော့ကျောင်းကနာမည်ကြီးကောင်လေးကရေထဲကနေပြန်မပေါ်လာခဲ့ဘူး။ကျမရေကိုဘလောက်ပဲကြောက်နေပါစေစိုးရင်စိတ်နဲ့ရေထဲကိုပဲခုန်ဆင်းသွားမိတယ်။အဲ့ဒီအချိန်မှာပဲသူကရေထဲကနေရုတ်တရက်ငုံပေါ်လာခဲ့တယ်။ကြောက်လန့်တကကျမကသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတယ်။အဲ့ဒီအချိန်မှာပဲကျမတို့နှစ်ယောက်စလုံးတယောက်ရဲ့ခံစားချက်ကိုတယောက်နောက်ဆုံးမှာတော့အပြန်အလှန်နားလည်သွားကြပါတော့တယ်။